အားလုံးပဲမင်္ဂလာပါအာစီဆက်လက်အရာဝင်ပုံမြင်ပြပြမယ်အစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဖတ်ပြမယ်ပုံမြင်လေးကတော့တန်ဖိုးထားတတ်ကြပါစေဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်တခါကလဲကုန်တဲ့တစုကညမောင်မောင်နဲ့စမ်းကြောင်းတစ်ခုကိုဖျက်တမ်းနေတယ်ပေါ့နော်စမ်းကြောင်းတစ်ဝက်လောက်လည်းရောက်တော့အားလုံးရက်ကြစမ်းဆိုတဲ့ခြေလောင်နဲ့အတန်ကြီးတတန်ကအမှောင်ထဲနေတော့ထွက်လာတယ်အဲ့ဒီအမှောင်တွေကထွက်လာတဲ့အတန်ကြီးကဩဇာကြီးမားတဲ့အတန်ကြီးတတန်ဖြစ်နေတော့လဲကုန်တယ်တွေလည်းအကုန်လုံးကြောက်လန့်ပြီးတော့လဲကိုရက်လိုက်ရတယ်အဲ့ဒီအချိန်မှာအမှောင်တွေကအတန်ကြီးနဲ့ဆက်လက်ပြီးတော့အမိတ်ပေးတယ်ပေါ့နော်တယောက်မကျန်စမ်းကြောင်းတဲ့စင်းကြစမ်းကြောင်းနဲ့မရှိတဲ့ကြောက်ခဲတွေကိုလဲပေါ်အပြည့်တင်ကြကြောက်ခဲတွေလဲအပြည့်တင်ပြီးသွားရင်တင်းတို့လိုရခီးကိုဆက်သွားနိုင်တယ်ဆိုပြီးအမိတ်ပေးပြီးတော့အဲ့ဒီအတန်ရှင်ကပျောက်ကွယ်သွားတယ်နဲ့အချို့လဲကုန်တယ်တွေလည်းအတန်ရှင်ကိုကြောက်လို့တခဲကောက်ပြီးလဲပေါ်တင်ကြတယ်အချို့လဲကုန်တယ်တွေကြောက်လဲအမှောင်တွေကသူမြင်တာအမှတ်လို့ဆိုပြီးတော့တခဲမှမကောက်တင်ကြတယ်လို့လည်းရှိတယ်ဒီလိုနဲ့ခီးဆက်သွားကြရင်လည်းတဖြည်းဖြည်းအလဲရောင်ရလာဖို့ညကတင်လာတဲ့ကြောက်ခဲတွေကိုလဲပေါ်ကနေပြစ်ချမယ်ဆိုပြီးတော့ကြည့်လိုက်တော့စမ်းချောင်းတွေကကောက်လာတဲ့ဟာတွေကကြောက်ခဲတွေမဟုတ်ဘဲနဲ့ရဲတနာတွေဖြစ်နေတော့တယ်အချို့ကုန်တယ်တွေကလည်းရဲရာတွေမှန်းသိတော့လဲအဖြစ်တင်ခဲ့ပါတယ်ပေါ့တခဲမှမကောက်လာတဲ့လဲကုန်တယ်တွေကလည်းရှေ့ကိုခီးမဆန်းနိုင်လောက်အောင်ပဲဝမ်းတွေပူဆွေးနောင်တတွေရင်မှာပိုက်ပြီးတော့ချုံချတဲ့ငိုနေကြရှာတယ်ပေါ့နော်ဒီလိုပါပဲကျွန်တော်တို့ဆက်ဆံနေကြတဲ့လူတဦးချင်းစီမှာလည်းတယောက်တစ်မျိုးစီတန်ဖိုးစီရှိနေကြတယ်ပေါ့နော်လူတဦးချင်းစီတန်ဖိုးဆိုတာညမောင်စမ်းကြောင်းထဲမှာမြုပ်နေတဲ့ကြောက်ခဲတွေလိုပါပဲပေါ့ဆက်ဆံနေခြင်းအတွင်းမှာတော့မသိချေပေမဲ့ဖဲခွာသွားတဲ့အချိန်မှာဆုံးရှုံးရတဲ့အချိန်မှာတန်ဖိုးတည်ပြီးနောင်တတွေရင်မှာပိုက်ပြီးတော့ပူဆွေးဝမ်းနေတတ်ကြပါတယ်ရေစက်မပါလာတဲ့တဦးနဲ့တဦးပခုံးညက်တိုက်သွားရင်တော့စုံစည်းခွင့်မရှိပါဘူးရေစက်ပါရင်တော့ကဘာတစ်ချမ်းမှရှိပါစေစုံစည်းရတတ်ပါတယ်စုံစည်းခွင့်ရလိုက်ကြတာကိုကတန်ဖိုးတစ်ခုပါဒါကြောင့်ကံကြုံလို့စုံစည်းကိုင်းမှာတဦးရဲ့တန်ဖိုးကိုတဦးကနားလေပြီးတော့တန်ဖိုးရှိတဲ့လူသားတွေဖြစ်ကြပါစေဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်